ဒီနေ့ကတော့ဈေးတောက်လျှောက်တက်မှာပေါ့နော်အခုကတော့ဘန်ကောက်မှာ10ဘတ်တန်ဈေးလို့ချစ်စနိုးနဲ့ခေါ်ကြတဲ့ China Town က10ဘတ်တန်ဈေးပေါ့နော်ဒီနေရာကိုသွားမှာပါChina Town တဝိုက်လာတယ်ဆိုတော့ကျွန်တော်တို့10ဘတ်တန်ဈေးရှိတယ်ဒီဘက်ကျွန်တော်နောက်မှာဆိုရင်ဒီဖုန်းနဲ့ဆက်ဆက်တဲ့ပစ္စည်းတွေရောင်းတဲ့နေရာတွေရှိတယ်ပေါ့နော်ဒီနေရာတွေလည်းတော့ကြည့်လို့ရပါတယ်10ဘတ်တန်ဈေးကတော့ကျွန်တော်တို့ fancy ပစ္စည်းတွေကလစ်တွေsouvenir ပစ္စည်းတွေအဲ့လိုကုစီကွက်စာလေးပေါ့နော်ဒါလေးတွေကို10ဘတ်ကနေစပြီးဝယ်လို့ရတဲ့ဈေးပဲဖြစ်ပါတယ်ပိုင်းစီးရတော့မနက်9:00 နာရီညနေ9:00 နာရီလောက်ဒီဖွင့်တယ်ပြီးညဘက်စီးရတော့ည10:00 နာရီပြန်ဖွင့်တယ် China Town လာရောက်လို့ရှိရင်ဒီဈေးကိုရောက်ပါတယ်အဲ့တော့ Sanfei Market လို့ခေါ်ပါတယ် Sanfei Market နှစ်ခုရှိတယ် Sanfei Night Market ရှိတယ်ဒီရိုးပုံမှန်ဖွင့်တဲ့ဈေးရှိတယ်ပေါ့နော်ဆိုတော့ဒီဈေးထဲမှာဘာတွေရှိမလဲဆိုတာကိုကျွန်တော်လိုက်ပြပါမယ်စိတ်ဝင်စားရဆိုရင်ဗီဒီယိုလေးဆုံးထိတစ်ချက် like ကြည့်ကြည့်ပါဦးဗျာสักนิดเธอจ้าခုကတော့ China Town ရဲ့ fresh market တွေကိုသွားပါမှာဒီထဲမှာဆိုတော့ local သူတို့တရုတ်တန်းရဲ့အစားအသောက်တွေနောက်သူတို့ရဲ့ lifestyle တွေဒီမှာရောင်းနေတဲ့ပစ္စည်းတွေပေါ့နော်အင်းဒီကြီးရဲ့ဒီလိုမျိုးစားစာတွေလည်းတွေ့ရမှာဖြစ်ပါတယ်အဲ့တော့ဒီနေရာလေးကိုတရုတ်တန်းရောက်တယ်ဆိုရင်တော့ဒီနေရာလေးကိုရောက်ပြီးပြန်ရောက်ပြီးလေးပါလိမ့်မယ်များသောအားဖြင့်ပေါ့နော်ဆိုတော့အဲ့တော့စိတ်ဝင်စားရဆိုလိုက်ကြည့်ကြည့်ပါဦးဒီ fresh market တွေမှာဘာတွေရှိမလဲဆိုတော့လိုက်ပြပြီးတော့မယ်fresh market open only daytime ဘန်ကောက်မြို့လယ်မှာရှိတဲ့ပတူနန်းဈေးတွေကိုကျွန်တော်ဒီနေ့မကြည့်ပါဘူးဖြစ်ပါတယ်
ก็เลยเดี๋ยวพี่เติมให้พี่เติมให้ พักกับที่แล้วนะ